လူမနေတဲ့အိမ်ထဲကိုစူစမ်းမိတဲ့နောက်ွယ်ကကြောက်လန့်ဖွယ်ရာအဖြစ်အပျက်ကျွန်တော်အထက်တန်းကျောင်းသားဘဝတုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပါကျွန်တော်တို့အိမ်ရဲ့မနီးမဝေးလေးမှာလူမနေတော့တဲ့အိမ်လေးတစ်လုံးရှိခဲ့ပါတယ်အဲ့ဒီအိမ်ရှိနာကဖြတ်သွားတိုင်းအဲ့ဒီအိမ်ထဲကနေလျှက်စစ်ဝါယာရှော့ဖြစ်နေတဲ့အတန်တွေကြားနေရတယ်အဲ့ဒီအိမ်မှာလူမနေတာကြပြီလို့ကျွန်တော်မိဘတွေပြောပြထားပေမဲ့လျှက်စစ်ဝါယာရှော့ဖြစ်တဲ့အတန်ကတော့အမြဲလိုကြားနေရတယ်အဲ့ဒါနဲ့လျှက်စစ်ဝါယာရှော့ဖြစ်ပြီးမတော်တဆမီးလောင်သွားခဲ့ရင်အန္တရာယ်ဖြစ်လာမှာစိုးရိမ်လို့ကျွန်တော်သူငယ်ချင်းတန်းစင်နဲ့အတူတူသွားကြည့်ဖို့တိုင်ပင်ခဲ့ကြတယ်ဒီလိုနဲ့တရက်ကျွန်တော်တို့ကျောင်းကအပြန်အဲ့ဒီအိမ်ဘက်ကိုသူငယ်ချင်း2ယောက်အတူတူထွက်လာခဲ့လိုက်ကြတယ်အိမ်သားရောက်တော့အဲ့ဒီအိမ်ထဲကိုဝင်ဖို့ကျွန်တော်တို့မဝမရဲဖြစ်နေကြတာပေါ့တန်းစင်မင်းကြောက်နေပြီမလားလို့ကျွန်တော်ကမေးလိုက်တော့ဒါကကြောက်စရာမဟုတ်ဘူးစိတ်လှုပ်ရှားစရာကောင်းတာပါကွာလို့တန်းစင်ကပြန်ဖြေပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့လည်းစိတ်လှုပ်ရှားမှုများစွာနဲ့ပဲအိမ်တကားကိုဖွင့်လိုက်ပါတော့တယ်တကားပွင့်လာပြီးကျွန်တော်တို့အိမ်ထဲကိုဝင်ချင်းမှာပဲခွေးစာတွေကပြန့်ကျဲနေပြီးတော်အနှံ့ပြင်းတဲ့အနံ့ဆိုးတွေကိုရနေပေမဲ့လည်းကျွန်တော်တို့2ယောက်နှာခေါင်းပိတ်ပြီးအိမ်ထဲဝင်လာခဲ့လိုက်ကြတယ်ထဲရောက်တော့ကျမ်းပြင်မှာနေရာအနှံ့တန်မှုတွေထောင်ထားတာတွေးလိုက်ရပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့လည်းတန်မှုတွေမစူးအောင်ရှောင်ရှားရင်းအထဲထိအတော်လေးရှောက်လာခဲ့လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲထူးထူးခြားခြားအိမ်ရဲ့အပေါ်ထက်ကအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်အဲ့ဒီအတန်ကြားချင်းမှာပဲကြောက်လန့်ပြီးကျွန်တော်တို့အိမ်ထဲကပြန်ထွက်လာခြင်းခဲ့ပေမဲ့ဒီအိမ်ထဲမှာဘာတွေဖြစ်ပျက်နေတာလဲဆိုပြီးကျွန်တော်တို့2ယောက်ရဲ့စူးစမ်းခြင်းစိတ်ကပုံမပြင်းပြနေတာကြောင့်အပေါ်ထက်ကိုသွားကြည့်ကြဖို့ဆုံးဖြတ်ချက်ချလိုက်ကြပြီးခြေတံမကြားရအောင်ဖြည်းဖြည်းချင်းတက်လာခဲ့လိုက်ကြတာပေါ့အပေါ်ထက်ကိုရောက်တော့ကျွန်တော်တို့ကြားနေရတဲ့လျှက်စစ်ဝါယာရှော့တန်ကဒီကနေလာတာပဲဆိုတာသိလိုက်ရတော့တယ်အဲ့ဒီအချိန်အခန်းထဲကစကားပြောနေတဲ့လူတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့လည်းအတန်ကြားရတဲ့အခန်းထဲကိုချောင်းကြည့်လိုက်ကြတော့ကျမ်းပြင်ပေါ်မှာခွေးလေပတ်တွေပတ်ထားခံရတဲ့လူ3ယောက်ကထိုင်နေကြပြီးလူကြီးတစ်ယောက်ကလျှက်စစ်ကျင်ဆက်ကိုကင်ထားတာတွေးလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့ထိတ်လန့်သွားခဲ့ကြတာပေါ့ထိုင်နေတဲ့လူ3ယောက်ကလည်းကျွန်တော်တို့2ယောက်မြင်တော့တိတ်ဆိတ်သွားကြပြီးခဏကြာတော့သူတို့အားလုံးအော်ဟစ်လိုက်ကြပါတယ်သူတို့အကူညီတောင်းနေတဲ့အတန်တွေသူတို့မျက်လုံးတွေကစီးကျနေရဲ့မျက်ရည်တွေကြောင့်ပဲကျွန်တော်တို့ကျင်ဆက်ကင်ထားတဲ့သူကိုခင်များသူတို့ကိုဘာလို့နှိပ်စက်နေတာလဲအခုရက်လိုက်စမ်းဆိုပြီးအော်ပြောလိုက်ပြီးတော့အဲ့ဒီလူကြီးကကျွန်တော်တို့စီလှည့်လာပြီးကျင်ဆက်နေတို့ဖို့လုံနေတဲ့အချိန်ကျွန်တော်တို့သူငယ်ချင်း2ယောက်အသက်လူပြီးအောက်ထပ်ကိုအမြန်ထွက်ပြေးခဲ့ကြတာပေါ့စိတ်မကောင်းစွာနဲ့ပဲကျွန်တော်ကအောက်ထပ်ကိုလူမြောက်စွာပြေးလာနိုင်ခဲ့ပေမဲ့လည်းကျွန်တော်သူငယ်ချင်းတော့ထိတ်လန့်ချောက်ချားဖွယ်ကျင်ဆက်အတန်နဲ့ပြီးပေါ်ထပ်မှာပဲဖမ်းမိသွားခဲ့ပါတယ်ကျွန်တော်ကအောက်ထပ်ကိုထွက်ပြေးလွတ်မြောက်လာခဲ့ပြီးတော့အကြောင်းစုံကိုရဲတွေကိုဖုံးဆက်အကြောင်းကြားလိုက်ပါတော့တယ်ပြီးတော့ကျွန်တော်သူငယ်ချင်းကိုသွားခဲ့ဖို့အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်ပါတော့တယ်အိမ်ထဲရောက်တော့အဲ့ဒီလူကြီးကတန်းစင်ကိုလည်းခွေးလေပတ်ပေးဖို့ကြိုးစားနေတာတွေးလိုက်ရတော့ကျွန်တော်ဒေါသထွက်သွားပြီးကျွန်တော်ရှိသမျှအားတွေနဲ့ပြေးပြီးတော့အဲ့ဒီလူကြီးကိုအားကုန်ထိုးချလိုက်ပါတော့တယ်အဲ့ဒီလူကြီးလည်းကျသွားပြီးသူ့လက်ထဲကကျင်ဆက်ကလည်းလွင့်စင်သွားခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်လည်းကျင်ဆက်ကိုအမိအရာကောက်လိုက်ပြီးသူ့ကိုပြန်ပြီးကျင်ဆက်နဲ့ထိုးလိုက်ကခြေထောက်တွေနဲ့အားရပါရကန်ပစ်လိုက်ပါတယ်ခဏကြာတော့ရဲတွေရောက်လာကြပြီးသူ့ကိုဖမ်းခေါ်သွားခဲ့ကြပါတယ်အဖမ်းခံထားရတဲ့လူတွေကလည်းနေ့စဉ်ရိုင်းနှိပ်စက်ခံထားကြရပြီးခွေးစာတွေပဲစားရတော့အခြေအနေမဟန်ပဲတော်လေးကိုပြန်ကူးတက်ရမယ်ဆိုးရွားတဲ့အခြေအနေတွေပါနောက်ဆုံးတော့ကယ်ဆယ်ရေးအဖွဲ့တွေပါထက်ရောက်လာကြပြီးလူတွေကိုကယ်ထုတ်နိုင်ခဲ့ကြတယ်ရဲတွေကအဲ့ဒီလူကြီးကိုဘာကြောင့်အခုလိုလုပ်တာလဲလို့စစ်ဆေးမင်းမြန်းကြည့်လိုက်တော့လူတွေကိုအိမ်မွေးတိရစ္ဆာန်တွေဖြစ်မွေးကျင်ရုံတက်ပါဆိုပြီးသူကရိုးရိုးလေးလေးပြန်ဖြေခဲ့ပေမဲ့ဒါဟာကြောက်စရာကောင်းတဲ့စိတ်တဆဆန်တဲ့အဖြေတစ်ခုပါပဲနောက်ဆုံးတော့အဲ့ဒီလူကြီးကိုထောင်ချပစ်လိုက်တယ်ကံကောင်းစွာနဲ့ပဲကျွန်တော်သူငယ်ချင်းတန့်စင်ရဲ့ဒဏ်ရာတွေပြန်လဲကောင်းမွန်လာခဲ့ပါပြီဒါပေမဲ့လည်းသူ့ရဲ့စိတ်ဒဏ်ရာကတော့ပျောက်ကွယ်သွားမယ်မထင်တော့ပါဘူး
ဒီအဖြစ်အပျက်ကိုကျွန်တော်တို့နှစ်ယောက်ဘယ်တော့မှပြန်မပြောဖြစ်ခဲ့ကြတော့ပါဘူးဒါပေမဲ့ကျွန်တော်သတိတစ်ခုပေးချင်တာကတော့အဲ့ဒီလိုလူမနေတဲ့အိမ်မျိုးစွန့်ပစ်ထားတဲ့အိမ်မျိုးကိုတွေးခဲ့မယ်ဆိုရင်ဘယ်တော့မှအဲ့ဒီကိုသွားပြီးမစူးစမ်းမိပါစေနဲ့လို့ဘာလို့လဲဆိုတော့တင်းအသက်လုံခြုံရေးအတွက်ဘယ်သူမှအာမခံချက်မပေးနိုင်လို့ပါပဲဗျာ